မန်ကောင်းတဲ့လူတစ်ယောက်ဟာဒီပဟေကြီးကိုတစ်ချက်ကြည့်လိုက်ရုံနဲ့အနီရောင်သစ်သားကွင်းကိုဘလို့ထုတ်ရမလဲဆိုတာချက်ချင်းသိနိုင်ပါတယ်။ဒါပေမဲ့အလွယ်တကူစိတ်တကြတတ်တဲ့လူဆိုရင်တော့ဘယ်နှစ်ရက်ပဲစူးစမ်းပါစေထွက်ပေါက်ရှာတွေ့မှာမဟုတ်ပါဘူး။လူများစုကတော့ဒီကွင်းကိုအပေါ်ကိုပဲတိုက်ရိုက်ဆွဲထုတ်ဖို့စူးစမ်းကြတယ်။ဒါပေမဲ့သစ်သားလုံးလေးနှစ်ခုကပိတ်နေတော့ထုတ်လို့မရနိုင်ပါဘူး။တချို့ကလည်းဒီကြိုးတွေကအရန်ရှုပ်ထွေးနေတာကြောင့်ကြိုးကိုဖြတ်လိုက်ရင်ပဲရတော့မယ်လို့ထင်ကြပါတယ်။ဒါပေမဲ့ကြိုးကိုဖြတ်လိုက်ရင်ဒီပဟေဒီရဲ့တန်ဖိုးကမရှိတော့ဘူးလေ။တကယ်တော့လွတ်လပ်စွာတွေးတော့တတ်တဲ့ကလေးတစ်ယောက်တောင်မှအဖြေကိုရှာတွေ့နိုင်ပါတယ်။အဖြေကတော့အလဲကသစ်သားတိုင်လေးရဲ့အပေါ်ကအပေါက်လေးမှာရှိနေတာပါ။အခုကျွန်တော်အဖြေကိုပြပေးမယ်နော်။အရင်ဆုံးအလဲတိုင်ရဲ့နောက်ကျောဘက်ကကြိုးထုံးကိုရှာပြီးအပြင်ဘက်ကိုအနှဲငယ်ဆွဲထုတ်လိုက်ပါပြီးရင်ကြိုးကိုအပင်လိုက်လေးဖြစ်အောင်လိပ်ပြီးတော့ဘယ်ဓာတ်တိုင်ရဲ့အပေါက်ထဲကိုထိုးထည့်လိုက်ပါ။အဲ့ဒီနောက်မှာသစ်သားလုံးလေးကိုကြိုးကွင်းထဲကနေကြော်ပြီးထည့်လိုက်ရုံပါပဲ။အခုကြိုးကိုနောက်ပြန်ဆွဲပြီးဖြောင်းလိုက်ပါ။နောက်ဆုံးတစ်ဆင့်အနေနဲ့ကြိုးကွင်းအခုဆိုရင်တော့ကြိုးကအလဲတိုင်မှာပတ်မနေတော့တာကြောင့်အနီရောင်ကွင်းလေးကိုအလွယ်တကူပဲထုတ်ယူလို့ရသွားပါပြီ။ဒီလောက်ဆိုလက်ခုပ်တီးပေးဖို့ထိုက်တန်တယ်မလား။